တာဝိထိပြီးမှဝက်ကလီလိုအမည်ရတဲ့အမျိုးကောင်းသားဘုံသားငယ်တဦးရှိပါတယ်။တနေ့သောအခါမှာဝက်ကလီဟာလန်ကီမှာစုံငံကြွလာတဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရုတ်တရက်ဖူးတွေ့လိုက်ရပါတယ်။မြတ်စွာဘုရားရှင်ရဲ့ရုပ်ကလက်တော်ဟာလက္ခဏာတော်ကြီးငယ်တွေနဲ့ပြည့်စုံပြီးရောင်ကြီးတော်၆သွယ်ကွန်မြူနေတဲ့အတွက်လောကမှာဘယ်နဲ့ဒီဝါဘယ်မြမာနဲ့မှမတူအောင်အလွန်ကိုကြီးညိုစရာကောင်းလာပါတယ်။ဝက်ကလီဟာမြတ်စွာဘုရားရှင်ရဲ့ရုပ်အစင်းတော်ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲမျက်တော်မခတ်နိုင်လောက်အောင်လုံးဝမိန်မောသွားပါတော့တယ်။မြတ်စွာဘုရားရှင်ရဲ့မျက်နှာတော်နှုတ်ခမ်းတော်ခြေတော်လက်တော်တွေကိုကြည်ရင်ဘလောက်ကြည်အားမရနိုင်လောက်အောင်အလွန်မင်းဆွဲလန်းသွားပါတော့တယ်။ဝက်ကလီဟာနေတိုင်းမြတ်စွာဘုရားရှင်ဆုံးငံကြွတဲ့လမ်းမှာသွားဆောင်ပြီးဘုရားရှင်ရဲ့ရုပ်အစင်းကိုငေးမောကြည့်ရှုနေတတ်ပါတယ်။နောက်ပိုင်းမှာတော့လမ်းမှာခဏလေးဖူးတွေ့ရတာကိုအားမရတော့ပဲဘုရားရှင်ရဲ့အနားမှာအမြဲတမ်းနေထိုင်ပြီးအချိန်ပြည့်ငေးကြည့်ခွင့်ရဖို့အတွက်သာသနာပေါင်းကိုဝင်ရောက်ကယဟန်ပြုပါတော့တယ်။ယဟန်ဖြစ်လာတဲ့အခါမှာလည်းအရှင်ဝက်ကလီဟာအခြားယဟန်တွေလိုစာဝါလိုက်ခြင်းတရားထိုင်ခြင်းကမ္မထံအားထုတ်ခြင်းတွေကိုလုံးဝမလုပ်ပါဘူး။မနက်မိုးလင်းတာနဲ့မြတ်စွာဘုရားရှင်ရှိတဲ့ကျောင်းဆောင်တော်ကိုတွားပြီးဘုရားရှင်ရဲ့အနားမှာထိုင်ကဘုရားရှင်ရဲ့ရုပ်အစင်းတော်ကိုသာတဏီကုံတဏီကန်းမျက်တော်မကတန်းစိုက်ကြည့်ပြီးအချိန်ကိုလွန်စေခဲ့ပါတယ်။အိုးလှလိုက်တဲ့မျက်နှာတော်တင့်တယ်လိုက်တဲ့ရုပ်အစင်းတော်လို့တွေးပြီးသူ့ရဲ့ရင်ထဲမှာပီတိတွေဖြစ်ကအဲ့ဒီခန္ဓာကိုယ်ကြီးအပေါ်မှာပြင်းထန်တဲ့ဥပဒံဆွဲလန်းမှုတွေနဲ့ရင်မှုနေပါတော့တယ်။မြတ်စွာဘုရားရှင်ဟာအရှင်ဝက်ကလီရဲ့စိတ်အစဉ်ကိုအကဲခတ်ကြည့်တော်မူပါတယ်။သူ့ရဲ့ဆွဲလန်းမှုဟာအလွန်ကြီးမားနေသေးတဲ့အတွက်ချက်ချင်းတရားဟောရင်နားဝင်မှာမဟုတ်ဘူးဆိုတာကိုသိတော်မူလို့အချိန်ကာလတစ်ခုအထိလွတ်ထားပေးခဲ့ပါတယ်။လပေါင်းများစွာကြာလာတဲ့အခါမှာတော့အရှင်ဝက်ကလီရဲ့ပါရမီဉာဏ်ရင့်ကျက်လာပြီးဖြစ်ကြောင်းကိုဘုရားရှင်မြင်တော်မူပါတယ်။ရွှေကိုမီးနဲ့အပူပေးပြီးအညစ်အကြေးချွတ်ရတယ်လို့အရှင်ဝက်ကလီရဲ့ဆွဲလန်းမှုကိုအပြင်းထန်ဆုံးစကားနဲ့ချိုးနေမှသာရတော်မယ်ဆိုတာကိုဆုံးဖြတ်တော်မူလိုက်ပါတယ်။ဒါကြောင့်ဒီနေ့မှာမြတ်စွာဘုရားရှင်ကအရှင်ဝက်ကလီကိုခေါ်ပြီးအိုဝက်ကလီပုတ်တိုးပျက်စီးမဲ့ဤခန္ဓာကိုအစုပ်ကြီးကိုအမြဲတမ်းကြည်နေခြင်းဖြင့်တင့်အတွက်အဘယ်အကျိုးရှိအပ်နီယောဓမ္မံပတ္တိတောမံပတ္တိဓမ္မကိုမြင်သူသည်သာငါဖျားကိုမြင်၏ဓမ္မကိုမမြင်သူသည်ငါဖျား၏သင်္ကန်းစွန်းကိုကန်၍လိုက်နေတော်လဲငါဖျားကိုမြင်သူမမြည်ပေငါအနားမှယခုပင်ထွက်သွားလောလို့အလွန်ပြတ်သားတင်းမာတဲ့စကားသံနဲ့နှင်ထုတ်တော်မူလိုက်ပါတော့တယ်မြတ်စွာဘုရားရှင်ရဲ့နှင်ထုတ်ခြင်းကိုခံလိုက်ရတဲ့အခါမှာတော့အရှင်ဝက်ကလီရဲ့ရင်ထဲမှာမိုးကြိုးပစ်ချခံလိုက်ရတယ်လို့အကြီးအကျယ်တုန်လှုပ်သွားပါတော့တယ်သူအချစ်ဆုံးသူအမျက်နှိုးဆုံးဘုရားရှင်ကသူ့ကိုအနားကနေမောင်းထုတ်လိုက်ပြီးဆိုတဲ့အသည့်ဟာသူ့အတွက်ကဘာပြတ်တယ်လို့ပါပဲငါမြတ်စွာဘုရားရှင်ရဲ့မျက်နှာတော်ကိုဖူးမြော်ခွင့်မရတော့ဘူးဆိုရင်ဒီအသက်ဆက်ရှင်နေလဲဘာအထိပ္ပယ်ရှိတော့မှလဲတေးလိုက်တာကမှပိုကောင်းအောင်မယ်လို့တွေးပြီးကြီးမားတဲ့သောကတွေနဲ့ယူကျုံမရဖြစ်ကဇေတဝန်ကျောင်းတော်ကနေငိုယိုပြီးထွက်ခွာလာခဲ့ပါတယ်ထို့နောက်ရာဇကြိုပြည်နားမှာရှိတဲ့အလွန်မြေမားဇောင်းနှက်လာတဲ့ဂိစကုတ်လို့ခေါ်တဲ့လင်းနာတောင်ကြီးစီကိုတက်သွားပါတော့တယ်တောင်ထိပ်ကိုရောက်တဲ့အခါအလွန်နှက်ဆိုင်တဲ့ကြောက်ကမ်းမကြီးရဲ့အစွန်းမှာရက်လိုက်ပါတယ်အောက်ဘက်ကကြောက်ကြီးကိုကြည့်ပြီးမြတ်စွာဘုရားရှင်ကိုမဖူးရတဲ့ဘဝမှာငါဆက်မလီတော့ဘူးဆိုပြီးကြောက်သေးကိုခုံချဖို့နောက်ဆုံးအချိန်အနေနဲ့မျက်စိကိုမှိတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲမဟာကရုဏာရှင်မြတ်စွာဘုရားရှင်ဟာအရှင်ဝက်ကလီတက်တည်တော့မယ်ဆိုတာကိုဉာဏ်တော်နဲ့သိတော်မူတဲ့အတွက်ကိုတော်တိုင်ကျောင်းကနေတကူတော်နဲ့ရောင်ကြီးတော်ကိုဝါတစ်ခုကိုဂိစကုတ်တောင်ထိပ်စီကိုဆေလစ်တော်မူလိုက်ပါတယ်ခုံချဖို့ပြင်နေတဲ့အရှင်ဝက်ကလီဟာရုတ်တရက်သူ့ရဲ့အရှိမထိန်လင်းသွားတဲ့အယောင်ဝါကြောင့်မျက်စိကိုဖွင့်ကြည့်လိုက်တဲ့အခါအလွန်ကြီးညိုဝယ်ကောင်းလာတဲ့မြတ်စွာဘုရားရှင်ရဲ့ဘုံတော်ကိုဝါကြီးကကောင်းကင်ယံမှာရက်တန့်နေတာကိုအံ့ဩဖွယ်ဖူးတွေ့လိုက်ရပါတော့တယ်မြတ်စွာဘုရားရှင်ကအလွန်ချိုးသားအေးမြတဲ့အတန်တော်နဲ့ချစ်တော်ဝက်ကလီမကြောက်လင်တင့်ကိုကယ်တင်မိငါဘုရားရှင်လာပြီမိုးခေါင်နေသောအချိန်တွင်မိုးကြီးရွာချတဲ့ကဲ့သို့တင်ဤရင်ထဲမှတောကမီးများကိုငါဘုရားရှင်ညှိမ့်သက်ပေးမည်လို့မိန့်ငွန်းချွေတော်မူလိုက်ပါတယ်မြတ်စွာဘုရားရှင်ရဲ့အတန်တော်ကိုကြားလိုက်ရတဲ့ခိုက်တံပါပဲအရှင်ဝက်ကလီရဲ့ရင်ထဲမှာကြီးမားသောတဲ့ပီတိတွေဝမ်းမြောက်မှုတွေဟာတောင်လုံးပြည့်မတက်ဖြစ်ပေါ်လာပါတော့တယ်အဲ့ဒီလိုပီတိတွေလွှမ်းခြုံနေတဲ့အချိန်စိတ်အစဉ်ဟာအလွန်ချီလင်နေတဲ့အချိန်မှာပဲမြတ်စွာဘုရားရှင်ကအရှင်ဝက်ကလီကိုရုပ်ခန္ဓာရဲ့သဘောတရားတွေကိုဟောကြားတော်မူပါတယ်ချစ်သားဝက်ကလီတင်အလွန်မျက်နှိုးနေတဲ့ငါဘုရားရှင်ရဲ့ခန္ဓာကိုယ်ကြီးအပါဝင်လောကမှာရှိတဲ့ခန္ဓာကိုယ်အားလုံးဟာအနိစ္စလို့ခေါ်တဲ့မမြဲတဲ့သဘောတရားတွေကြီးတာဖြစ်တယ်။ယောဂဗျာတွေကိန်းအောင်ရာဒုက္ခအတိုက်မြုံကြီးတာဖြစ်တယ်။ကိုယ်ပိုင်အစိုးရခြင်းမရှိတဲ့အနတ္တသဘောတရားတွေသာဖြစ်တယ်။ဤပုတ်တိုးပျက်စီးမဲ့ရုပ်ကလက်အပေါ်မှာဆွဲလန်းနေသူတွေတင်ဟာတန်တရားဝဆင်းရဲကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ရုပ်စင်းပေါ်မှာအလွန်ဆွဲလန်းနေတဲ့ဥပဒံကိုပယ်စွန့်ပြီးတင်ဤစိတ်အစဉ်ကိုဓမ္မဖြင့်သာတန့်စင်အောင်ပြုလုပ်လို့ဟောကြားတော်မူလိုက်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့နှုတ်ကပတ်တော်အဆုံးမှာတော့အရှင်ဝက်ကလိဟာရုပ်အစင်းပေါ်မှာထားရှိတဲ့သူ့ရဲ့အလွန်မင်းဆွဲလန်းမှုအတ္တကြီးကိုပညာဉာဏ်နဲ့ထိုးထွင်းသိမြင်သွားပါတယ်။အော်ငါဟာအခွန်တက်တက်ဖြစ်နေတဲ့ရုပ်အစင်းကိုသာမျက်နှိုးနေခဲ့မိတာပါလား။တကယ်အစစ်မှန်တန်မိုးဆိုတာအပြင်ပန်းခန္ဓာကိုယ်မှာမရှိဘဲမူလောင်မှုကင်းတဲ့စိတ်အစဉ်မှသာရှိပါလားလို့သဘောပေါက်သွားပါတော့တယ်။ချက်ချင်းပဲဝိပဿနာဉာဏ်တွေအစစ်အစဉ်တက်လာပြီးကြောက်ကမ်းမအစွန်းမှာရက်နေလျက်ကနေပဲကိလေသာအညစ်အကြေးအလုံးကင်းစင်ကအမြင့်မြတ်ဆုံးသောယဟန္တာမထေမြတ်ကြီးအဖြစ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်။တစ်ချိန်ကရုပ်အစင်းကိုဆွဲလန်းလို့တက်သေးဖို့ကြံစီခဲ့တဲ့ယဟန်ဟာဘုရားရှင်ရဲ့မဟာကရုဏာတော်ကြောင့်တရားတရားအလွန်ကောင်းမွန်သောအရာတွင်အသာလွန်ဆုံးတတ္တာရိမုဒ္ဒဣတတင်ကဘွေတူကိုရရှိတဲ့မထေမြတ်ကြီးအဖြစ်သမိုင်းတွင်သွားခဲ့ပါတော့တယ်။တရားချစ်ခင်ဓမ္မမိတ်ဆွေအပေါင်းတို့အရှင်ဝက်ကလိမထေမြတ်ရဲ့ဇလန်းလေးဟာယနေ့ခေတ်ကျွန်ုပ်တို့အားလုံးအတွက်အလုံးကိုအဖိုးတန်တဲ့သတိပေးခေါင်းလောင်းတန်တစ်ခုပဲဖြစ်ပါတယ်။ကျွန်ုပ်တို့နေထိုင်နေတဲ့ယနေ့ခေတ်လူအတိုင်းဝိုင်းဟာအပြင်ပန်းရုပ်စင်းအင်္ဂါအလှပကိုအလွန်အမင်းအလေးပေးလာကြပါတယ်။လှပတဲ့နာမည်ကြီးအနုပညာရှင်တွေရုပ်ရှင်မင်းသားမင်းသမီးတွေဆဲလီတွေကိုအလွန်အမင်းဆွဲလန်းကြိုက်နှစ်တက်ကြပါတယ်။ကိုယ့်ရဲ့ချစ်သူခင်မွန်းဇနီးရဲ့အပြင်ပန်းရုပ်စင်းအပေါ်မှာဒါယာရင်မှုနေတတ်ကြပါတယ်။ဒါပေမဲ့သေချာစဉ်းစားကြည့်ပါ။အဲ့ဒီအသားရည်အဲ့ဒီအယူအကျော်အဲ့ဒီခန္ဓာကိုယ်တွေဟာအချိန်တန်ရင်အိုမင်းရင့်ရော်ပြီးနောက်ဆုံးတုတ်တန်တစပြင်မှာပုတ်တိုးပျက်စီးသွားရမယ့်အရာတွေကြီးပဲမဟုတ်ပါလားမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားကိုမြင်သူသည်ငါဘုရားကိုမြင်၏ဆိုတဲ့စကားတော်ဟာအလွန်နှံ့နေပါတယ်ကျွန်ုပ်တို့ဟာလူတစ်ယောက်ကိုချစ်ခင်နဲ့လေးစားတယ်ဆိုရင်သူ့ရဲ့အပေါ်ယံအခွန်ကြီးကိုချစ်တာထက်သူ့ရဲ့ရင်ထဲမှာရှိနေတဲ့မေတ္တာတရားကိုချင်းစာတရားသီလတရားဆိုတဲ့ဓမ္မသဘောတရားလေးတွေကိုမြင်အောင်ကြည့်ပြီးတန်မိုးထားတတ်ဖို့လိုအပ်ပါတယ်အပြင်ပန်းရုပ်အစင်းဆိုတာတနေ့ပျောက်ကွယ်သွားမှာဖြစ်ပေမဲ့အတွင်းစိတ်နှလုံးလှပမှုကတော့ဘယ်တော့မှအိုမင်းရင့်ရော်သွားခြင်းမရှိပါဘူးရုပ်အစင်းကိုဆွဲလိုက်ရင်အရှင်ဝက်ကလိလိုပူလောင်တော့ကရောက်ရမှာဖြစ်ပြီးဓမ္မကိုမြင်အောင်ကြည့်နိုင်ရင်တော့အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာအသေးချပါပဲဒီကနေ့တင်ဆက်ပေးခဲ့တဲ့အရှင်ဝက်ကလိမထေမြတ်ရဲ့တရားဇာတ်လမ်းလေးကိုနားဆင်ပြီးတဲ့နောက်ဓမ္မမိတ်ဆွေတို့ရဲ့ယင်ထဲမှာရုပ်ခန္ဓာအလှပတွေအပေါ်မှာအလွန်မင်းသားယာရင်မှုနေတဲ့ဥပဒံဆွဲလန်းမှုတွေကိုပညာဉာဏ်နဲ့ဖယ်ရှားတန့်စင်နိုင်ကြပါစေအပေါ်ယံခုံကိုမကြည့်ပဲအတွင်းအနှစ်သာရဖြစ်တဲ့ဓမ္မကိုမြင်အောင်ကြည့်နိုင်သောဉာဏ်မျက်စိများပွင့်လင်းလာကြပါစေဒါနသီလဘာဝနာကုသိုလ်ကောင်းမှုများကိုနေ့စဉ်မပြတ်ကြိုးစားအားထုတ်ရင်းမမြဲသောယုံ nant ခန္ဓာတို့ရဲ့အနိစ္စသဘောကိုအမှန်တိုင်းသိမြင်ကမအိုးမနာမသေးရာအမြိုက်နိဗ္ဗာန်ချမ်းသာမြတ်ကိုလွယ်ကူသောအခြင်းမြတ်ဖြင့်လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာချမ်းသာကြပါစေခင်ဗျာ